င်္ဂလာပါ TS Auto မှာကြိုဆိုပါရစေဒီနေ့မှာတော့ကျွန်တော်တို့ showroom မှာရှိနေတဲ့ကားလေးတွေ update list လေးတွေကိုတင်ဆက်ပြသပေးသွားမှာဖြစ်တဲ့အတွက် live ပဲကြည့်ရှုဖို့အတွက်ဖိတ်ခေါ်ချင်ပါတယ်ရှင် Okay အဲ့ဆိုကျွန်တော်တို့ showroom ရဲ့မျက်နှာစာမှာရှိနေတဲ့ကားလေးနဲ့အရင်ဆုံးမိတ်ဆက်ပေးပါမယ်ခင်ဗျာဒီကောင်လေးကတော့ Toyota Land Cruiser 2020 model ပါလက်ရှိကီလိုမီတာဆိုရင်တော့1000ဝန်းကျင်ပဲရှိသေးတယ်ဒီကောင်ကတော့ 4.0 engine နဲ့လာတဲ့ကောင်ပါเนาะဒီကောင်ကတော့ NIO license ဖြစ်ပြီးတော့ 3S နဲ့စတဲ့ကောင်ပါဗျဒီမှာရှိနေရလေးကကြတော့ Volvo S90 2016ကားလေးဖြစ်ပါတယ်လက်ရှိ odometer တင်နေဆိုလို့ရှိရင်မိုင်9000ဝန်းကျင်ပဲရှိသေးတယ်ဒီကောင်ကတော့ရန်ကုန် license မှာရန်ကုန် license မှာ 3P နဲ့စတဲ့ကောင်လေးမှာဘိုးမှာရှိနေတဲ့ကားလေးကတော့ BMW 118i 1 series ဖြစ်ပါတယ်ခင်ဗျာ unpackage နဲ့လာတဲ့အမျိုးအစားပါလက်ရှိ odometer ဆိုလို့ရှိရင်တော့မိုင်8000ဝန်းကျင်ပဲရှိပါသေးတယ်ပြီးတော့ဒီကောင်ကကြတော့ Mandalay license မှာ Mandalay license မှာ 1S နဲ့စတဲ့ကောင်လေးပါဘိုးမှာရှိနေတဲ့ကားလေးကကြတော့ Range Rover Evoque 2019 model ဖြစ်ပါတယ်လက်ရှိကီလိုမီတာဆိုရင်9000ဝန်းကျင်ပဲရှိသေးတယ်ဒီကောင်လေးကကြတော့လေဟို Mandalay license မှာပဲ Mandalay license မှာ 2R နဲ့စတဲ့မျိုးစားပါဘိုးမှာရှိတဲ့ကောင်လေးကတော့ Sois S09 2025 model လေးပါ0 kg ဖြစ်ပါတယ်လုံးဝအသစ်ချက်ချုပ်ကားလေးဖြစ်ပါတယ်ဗျ Okay ဒီဘက်မှာရှိနေတဲ့ကားလေးကကြတော့ Volkswagen Beetle 2014 model လေးဖြစ်ပါတယ်ခင်ဗျာဒီကောင်ရဲ့လက်ရှိကီလိုမီတာကတော့9000ဝန်းကျင်ပဲရှိသေးရပါတော့ဒီကောင်ကတော့license ကတော့ Mandalay license ဖြစ်ပြီးတော့စစ်ကျူနဲ့စတဲ့မျိုးစားပါဗျ 떠난다로 그새길 비좁는 화면 검은 바다 선별은 အကိုကနေပြီးတော့အရှိရကားလေးတွေမိတ်ဆက်ပေးပြီဆိုတော့ညီမကနေပြီးတော့လက်ရှိကြက်ရှိနေတဲ့ကားလေးတွေကိုမိတ်ဆက်ပေးချင်ပါတယ်ရှင်ညီမရဲ့ဘေးမှာရှိရကားလေးကတော့ BMW 2 Series model အနေနဲ့2016 model ကီလိုမီတာအနေနဲ့3000ဝန်းကျင်လောက်ပဲရှိပါသေးရှင်သူရဲ့ license ရဆိုရင်နေပြော license နဲ့ဟိုမှာသူရဲ့ number အခါဆိုရင် CM နဲ့ရရှိမှာဖြစ်ပါတယ်ရှင်နောက်ထပ် BMW တွေကမိတ်ဆက်ပေးခြင်းတဲ့ကားလေးကတော့ H1 လေးပဲဖြစ်ပါတယ်နောက်ရှိမှာ BMW H1 ကားလေးနှစ်စီးရှိပါတယ်ရှင်သူကတော့အကြောင်း2မျိုးနဲ့ခဲရောင်လေးရဲ့အနက်ရောင်လေးရှိပါမယ်ရှင်ဒီခဲရောင်လေးရဆိုရင်တော့ဒီကီလိုမီတာ9000ပေါ့နော်ဒီအနက်ရောင်လေးရဆိုရင်တော့ဒီကီလို4000ပဲရှိပါသေးတယ်ရှင်သူရဲ့ model ရဆိုရင်တော့နှစ်စီးလုံး2016 model ဖြစ်ပြီးတော့နံပါတ်လေးရာကြတော့ 4P နဲ့ဟိုဘက်ခင်းအောင်လေးရော 4P နဲ့ရရှိမှာဖြစ်ပြီးတော့ဒီအနက်ရောင်လေးရာဆိုရင်တော့3ရဲ့ national N နဲ့ရရှိမှာဖြစ်ပါတယ်ရှင်သူတို့ရဲ့ဒီ license လေးရာကြတော့ဒီ Mandalay license နဲ့ရရှိမှာဖြစ်ပါတယ်ရှင်နှစ်သက်မှာကားတစ်လေးနဲ့လမ်းမို့အတွက် TS Auto ကနေပြီးတော့ဖိတ်ခေါ်လိုက်ရပါတယ်နောက်တဲ့မိတ်ဆက်ပေးခြင်းတဲ့ကားလေးကတော့ Land Rover Total Discovery လေးပဲဖြစ်ပါတယ် model အနေနဲ့2015 model ကီလိုမီတာအနေနဲ့9000ဝန်းကျင်ပဲရှိသေးတာဖြစ်ပါတယ်ရှင်ဒီ license အနေနဲ့ဆိုရင်တော့ဒီ Mandalay license ကိုမှ 2P လေးနဲ့ရရှိမှာဖြစ်ပါတယ်နောက်တဲ့မိတ်ဆက်ပေးခြင်းတဲ့ကားလေးကတော့ X4 လေးပဲဖြစ်ပါတယ် BMW X4 လေးရဆိုရင်တော့ model အနေနဲ့2016 model ကီလိုမီတာဒီ9000ဝန်းကျင်ပဲရှိပါသေးတယ်ရှင်ဒီ license အနေနဲ့ YG license ကိုမှ 7K နဲ့ရရှိမှာဖြစ်ပါတယ်ရှင်နောက်တစ်မှာရှိရဲကားလေးတွေကိုလည်းမိတ်ဆက်ပေးကြပါတယ်နောက်တစ်မှာဆိုရင်တော့ Volvo XC90 ရှိမယ် Cruze လေးရှိမယ် A5 လေးရှိမယ်ရှင်အဲ့တော့ပထမဆုံးအနေနဲ့ A5 လေးကိုရှင်းပြပေးပါမယ် A5 လေးကဆိုရင်တော့ model အနေနဲ့2016 model ကီလိုမီတာဒီ9000ဝန်းကျင်ပဲရှိပါတယ်ရှင် license အနေနဲ့ YG license ဖြစ်ပြီးတော့စစ်ကျူနဲ့ရရှိမှာဖြစ်ပါတယ်ရှင်သူ့ရဲ့ဘေးမှာတော့ Cruze လေးရှိမယ် Cruze လေးကဆိုရင်တော့ model အနေနဲ့2021 model ဒီကီလိုမီတာအနေနဲ့တော့1000ဝန်းကျင်လောက်ပဲရှိပါသေးတယ်ရှင်သူ့ရဲ့ license ရဆိုရင်တော့ Mandalay license ကိုမှ2S နဲ့ရရှိမှာဖြစ်ပါတယ်ရှင်သူ့ရဲ့ဘေးမှာဆိုရင်တော့ Volvo XC90 လေးရှိပါတယ်ရှင် Volvo XC90 ရဆိုရင်တော့ model အနေနဲ့2019 model အနေနဲ့3000ဝန်းကျင်ခန့်ပဲရှိပါသေးတယ်ရှင်သူ့ရဲ့ license ရဆိုရင်တော့ဒီရန်ကုန် license ဟိုမှာဒီ 6N နဲ့ national N နဲ့ရရှိမှာဖြစ်ပါတယ်ရှင်ဒီကတော့ရမ်းမိုက်တယ်သူက T6R design ဖြစ်တဲ့အတွက် grade ကလည်းစုံတယ်နောက်ပိုင်းဆိုရင်သူက fashion ညာဆိုရင်လည်းလုံးဝ perfect ဖြစ်တယ်ရုပ်ထောက်ပိုင်းရတယ်လုံးဝ share ပဲ2.0 turbo charger ဖြစ်တဲ့အတွက်ဒီ driving feeling ကလည်းလုံးဝဟိုမိုက်တယ်ဟုတ်ကဲ့အခုတင်ဆက်ပေးခဲ့တာကတော့ကျွန်တော်တို့ showroom မှာရှိနေတဲ့ကားလေးတွေ update list တွေကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်ခင်ဗျာအသေးစိတ်မြင်မြတ်လိုပါကဒီ TS Auto ရဲ့ Facebook page ကနေပြီးတော့မြင်မြတ်နိုင်ပါတယ်ရှင်ကျွန်တော်တို့ TS Auto ရဲ့လိပ်စာလေးကတော့အမှတ် 26B မင်းရဲ့ကျော်စွာလမ်း14ရက်ကွက်ကြောက်ကုန်းရန်ကင်းမြို့နယ်ပါဖုန်းနံပါတ်လေးကကြတော့899436 910 9322ကိုဆက်သွယ်မြင်မြတ်နိုင်ပါတယ်ရှင်ယူရိုကားဆို TS Auto 방황자여 데이터